ဒီနေ့ဗီဒီယိုလေးကတော့အရင်နာမည်ကြီးနေတဲ့လူလူစင်တော့သွားပြီးတော့တပုံလာလေးရိုက်ခဲ့ပြီးတော့ကျမတငယ်ချင်းအမွေစိန်3ယောက်နဲ့ဟီဟီဟာအားဆက်ပြီးထားခဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ကဲရောက်ပြီဆိုတော့ဆိုင်နေဝင်ပါမယ်။ဒါပေမဲ့ဒါတကယ်တော့ပြန်ငယ်နီးကြမှာငါ follow အတွက်ဗီဒီယိုလေးရိုက်ပေးပါအောင်ဆိုပြီးတော့အတင်းရိုက်ခိုင်းခဲ့ရတာပါ။ဆိုင်တွင်းပိုင်းကတော့အားလုံးပဲသိကြရတဲ့အမေရိကန် Vice President လေးပါတပုံရိုက်လို့အရန်လာပါတယ်။အမှဗီဒီယိုထဲမှာမပါချင်ရှောက်ရည်ဒီဖူးပွင့်အောင်ခင်ဗျာရှိရနေကာယနဲ့လာရက်နေပါတယ်။ဒီမှာလည်းနောက်တစ်ယောက်ပါတပုံရိုက်နေနဲ့ပါလာပြန်ပါပြီ။ဆိုင်က page မှာကြီးညာပြီးတော့အခုတော့ဆိုင် page ချိန်ဖွင့်ချိန်လေးပြောင်းထားရပေါ့နော်ဆိုင်ကဖွင့်ထားလည်းတိတ်မကြသေးတော့လူများတတ်ပါတယ်လူများတတ်တော့ reserve လုပ်ပြီးတော့သွားရင်တော့ပို့ပြီးတော့စိတ်ချရပါတယ်ကျမတို့ကတော့အမှ VN2 ရဲ့ပြိုမင်းနဲ့ရည်ဒီနေရာဆော့ဆော့ရောက်နေတော့ reserve ပြစီရမလို့လိုက်ပါအောင်လိမ့်စာရော bus ကားနဲ့လာမယ်ဆိုရင်အရင်အမြိုင်မတိုင်မှဆင်းရမှာပါအရင်အမြိုင်ကနေအဲ့ဟိုတော့လမ်းတော့နည်းနည်းရှောက်အောင်ပါပေါ့နော်ဒါပေမဲ့မတိုင်ကြော်သွားပြီးတော့မှကျမတငယ်ချင်းမြန်မာပလာဇာတော့မြောက်သွားပါစေနဲ့မန်နူးရရွေးချယ်စရာများလို့ဘာစားလို့စားမှန်းတော့ရွေးနိုင်ရဲ့ပါနောက်ဆုံးတော့ကျွန်မ menu အလိုရတဲ့လောက်15နှစ်လောက်ကြည့်ပြီးရနောက်မှာတော့ဘာစားမလဲဆိုတော့ဆုံးဖြတ်ပြီးတော့မာနီရဲ့ gear လေးတစ်ခုပါကိုလာတော့ဘယ်ချိန်နေရဘယ်ချိန်ဘယ်နေရာရတော့လိုက်ရမှာပါဘီနာအစင်မီကျော်ကတော့တောင်းချမ်းပါတယ်ကျွန်မဖုန်းနဲ့ပြချနေပါလူလူစတင်တာအစားအသောက်တွေကဘယ်လောက်စားကောင်းလဲမကောင်းလဲဆိုတာကျွန်မတကယ်ချင်း reaction တိုင်းမှာပဲသူ reaction ကိုဒါပဲကြည့်လိုက်ပါတော့နောက်ဆုံးတော့အစင်မီကျော်လဲ menu ကိုတေချာဖတ်ပြီးတော့ကျွန်မနဲ့အတူတူ deep fry pickles ကိုပဲမှာလိုက်ပါတယ်ဒါကတော့ကျမတို့မှာထားတာတွေများခင်မှာစကားပြောနေတဲ့ဦးတက်တဲ့အပိုင်းတစ်ပေါ့နော်အဓိကဦးတက်ရတဲ့အကြောင်းအရာဘာလဲဆိုတော့မနှက်ဖြန်လိုမျိုးတွေ့ရမယ့်ဟာကိုစင်မီကျော်ကျမကိုဘယ်မှာတွေ့မှလဲလည်းမမေးပါဘူးကျမလည်းသူ့ကိုပြောဖို့မေ့သွားပါတယ်နည်းနည်းကြာပြီးတော့ကျမမှာထား deep fry pickles တွေကရောက်လာပါပြီသူကအဲ့လို pickles ကိုဂျုံမုံနဲ့ကပ်ပြီးတော့ကြော်ထားတာပေါ့နော်ထူးထူးဆန်းဆန်းလေးပေါ့မစားဘူးအစားကြည့်လိုက်တာပါစားလို့ကောင်းပါတယ်သူကအဲ့လိုချင်းချင်းလေးနဲ့ပေါ့သူက sauce 2မျိုးရွေးလို့ရရဲအဲ့လိုoption တော့အများကြီးပေးထားရပါတော့ကျွန်မရွေးခဲ့ရတော့ capture ရယ် barbecue ရယ်ရွေးခဲ့ရပါ capture နဲ့တော့ပို့ပြီးတော့စားလို့ကောင်းတယ်ထင်ပါတယ်။ဘာလို့ဆိုတော့ barbecue ချင်းအားကြနည်းနည်းချိုချိုလေးဆိုတော့capture ကိုတော့ကျွန်မပို့ပြီးတော့ကြိုက်ပါတယ်။စားပြီးတော့နေရာဆုံးမှာကျမတို့ရဲ့တပ်ပုံနဲ့အဝါရိုက်တယ်စကားပြောလိုက်ရီလိုက်နဲ့တစ်ဆိုင်လုံးလဲကျမတို့တန်းနေပြီပါပဲ။ over ပြောရမယ်ဆိုရင်တော့အစားတောက်လဲကောင်းတယ်တပ်ပုံရိုက်စရာနေရာကြီးလဲရှိပြီးတော့တငယ်ချင်းတွေနဲ့အေးအေးဆေးဆေးရီလိုက်စကားပြောလိုက်နဲ့ဘာကြောင့်လဲဆေးဖြစ်လို့သွားတင်တဲ့ဆိုင်တွေမှာပါပါတယ်။ခြားတော့စင်မီကျော်တယောက်ရန်ကုန်မှာဝဖပြသွားတဲ့အခြေအနေကို honest review ပေးထားပေးရဖြစ်ပါတယ်။မွားဘူးလို့ရအောင်နိုင်မကောင်း။အလာဝအောင်တက်လဲနေရတယ်။ဟုတ်။ဟုတ်။တကယ်